ဖောက်ကောင်လေးကြီးစိုးနေတဲ့ကဘာပြက်ကြီးထဲမှာမောင်နှမ2ယောက်ထဲ6နှစ်တိုင်တိုင်အသက်ရှင်အောင်ဘလို့ကြိုးစားခဲ့ကြတယ်လဲကဲဂျင်နဲ့သူ့ညီမလေးတို့ဟာမျိုးနဲ့ဝေးတဲ့ဗီလာအိမ်ကြီးတစ်ခုမှာတီးတိုင်နေထိုင်ကြတာပါတနေ့မှာတော့စုံတွဲတွဲအိမ်ကိုရောက်လာပြီးကလေးလေးကိုအမေခွန်းတွေလာမေးကြတယ်ဂျင်ကတော့သူ့မိဘတွေမြို့ထဲကိုပစ္စည်းသွားဝယ်တယ်လို့လိန်ဖြောလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီလူတွေကမယုံကြပါဘူးညဘက်ရောက်တော့ဂျင်တို့မောင်နှမဟာသူတို့ရဲ့live water tank safe room ထဲမှာသွားပုန်းနေခဲ့ကြပါတယ်ဒီကြားထဲမှာဒန်လို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်တဦးကလည်းဒီဗီလာအိမ်ကြီးစီကိုရောက်လာခဲ့ပါတယ်ဂျင်ကသူ့ကိုမယုံကြည်လို့မီးစေးတနက်နဲ့အရင်ပစ်လိုက်သေးတာပေါ့ဒါပေမဲ့ဒန်ဟာတခြားလူတွေလိုမျိုးအစားအစာနဲ့ဆေးဝါးတွေကိုမမတ်မောပဲသူ့ရဲ့ဇနီးတွေကိုရှာဖို့ပဲစိတ်အားထက်သန်နေတာပါဒါကိုသိသွားတဲ့အခါမှာတော့ဂျင်တို့မောင်နှမဟာဒန်ကိုစတင်ပြီးယုံကြည်လာကြပါတယ်ဒန်ကလည်းဒီအိမ်မှာလျက်စစ်မိရဟိုအတွက် treadmill ဆက်ပေါ်မှာအပြေးလေးချင်းကန်လပေးရင်အင်ကိုကူညီဆောင်ရှောက်ခဲ့ပါတယ်ဒီနေရာမှာတကယ်ထိတ်လန့်စရာအမှန်တရားတစ်ခုရှိနေပါတယ်ဂျင်ရဲ့အမေမယ်လနီပြန်ရောက်တဲ့အခါမှာဒန်ဟာတနတ်မှန်ပေမဲ့ဒန်ယာကချက်ချင်းပျောက်ကင်းသွားတာကိုတွေ့လိုက်ရတယ်မယ်လနီရှင်းပြတာကတော့ special infected လို့ခေါ်တဲ့ထူးခြားတဲ့ကူးစက်ခံရသူတွေအကြောင်းပေါ့သူတို့ဟာတာမန်လူတွေလိုအုံနှုတ်အလုပ်လုပ်နိုင်ပေပဲဖို့ကောင်တွေလိုပဲခန္ဓာကိုယ်တိုင်ရာတွေကချက်ချင်းပျောက်ကင်းနိုင်စွမ်းရှိကြပါတယ်စိတ်မကောင်းစရာကတော့ဂျင်လီဟာလည်းကူးစက်ခံထားရသူတယောက်ဖြစ်နေတာပါပဲသူ့အဖေဟာစိုက်ပန်ပညာရှင်ဖြစ်ပြီးနှလုံးရောဂါရှိတဲ့သားဖြစ်သူကိုကယ်တင်ဖို့ virus ကိုအသုံးပြုရာကနေဒီလိုတွေဖြစ်ကုန်တာပေါ့နောက်ဆုံးမှာတော့လက်နက်တိုက်အဖွဲ့တွေကဗီလာအင်ကြီးကိုစီးနှင်းတိုက်ခိုက်လာကြပါတယ်ဒန်ဟာမယ်လနီနဲ့ဂျင်တို့ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ဖုတ်ကောင်ဗေဒဖရန်စီကိုတမင်တတာနှိုးဆွားပြီးရန်သူတွေကိုတိုက်ခိုက်သေးပါတယ်နောက်တနေ့မနက်မှာတော့မယ်လနီနဲ့ဂျင်တို့ဟာမြောက်နန်းစီကိုထွက်ခွာသွားကြပါပြီဒန်တယောက်ထဲကျန်ခဲ့ပြီမဲ့သူလည်းပဲသူ့ရဲ့ဇနီးတဲ့ကိုရှာဖို့ရန်မြောက်နန်းစီကိုပဲဆက်လက်ခရီးထွက်ခဲ့ပါတယ်အကောင်လေးကိုလည်း like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်